ကဲဒီတစ်ခေါက်မှာတော့ Alpha ကနေထွက်ရှိထားတဲ့ speaker တွေနဲ့မိတ်ဆက်ပေးပါမယ်အခုမြင်တွေ့တဲ့ model 2မျိုးလုံးကိုပြောပြပေးသွားမှာပါပထမဆုံးတစ်လုံးကတော့ Alpha AAS15D ဆိုတဲ့ model လေးပဲဖြစ်ပါတယ်ဒီ speaker လေးက mid range မှာအကောင်းဆုံးလို့သတ်မှတ်လို့ရတယ်သူ့မှာ woofer side က 15 inch သုံးပေးထားတယ်ဒါကဘေးတန်ထုတ်လွှတ်တဲ့နေရာမှာအတော်လေးထိရောက်ပါတယ်Tweeter site 1inch to 1.5inch ပါဝင်တာမို့လို့ vocal နဲ့ hi-hat အတန်တွေမှာကြည်လင်ဆူရှနေစီမှာပါကာရာအိုကေဆိုတဲ့အခါမှာအတန်မတ်ပဲကြည်နေဖို့အတွက်ဒီ Tweeter ကအဓိကကူညီပေးပါတယ်မိုက်ကလည်းဘေးနှလုံးပါတာမို့လို့ဇုံတဲ့သချင်းတွေဆိုမလားအဆင်ပြေတယ်အဖွက်လာကြီးဆိုမယ်ဆိုရင်တော့ကျုံးမက်တွေနဲ့ထပ်တိုးပြီးသုံးလို့ရပါတယ်ဘေးဘက်ထရီတွဲဖို့ 4.5 ampere 7 ampere ပါတာဖြစ်တဲ့အတွက်အတန်တိုင်းမြင့်မူတည်ပြီးတော့4နိုင်မှ6နိုင်အသုံးခံပါတယ်အားပြည့်ပြန်သွင်းမယ်ဆိုရင်တော့10နိုင်ဝန်းကျင်လောက်တော့သွင်းရပါမယ်ခင်ဗျBluetooth နဲ့ပဲသုံးမလား USB stick နဲ့ပဲသုံးမလား SD card နဲ့ပဲသုံးမလားအကုန်လုံးနဲ့သုံးလို့ရတာဖြစ်လို့ device တစ်ခုခုကိုရွေးချယ်ပြီးချိတ်သုံးရုံပါပဲကျန်တာတွေကတော့အတန်အတိုးကျယ်နဲ့ကြော်တာရစ်တာတွေပါကြော်တာရစ်တာတွေကိုအဝေးကနေလည်း remote control နဲ့လုပ်လို့ရပါတယ်နောက်ပြီး mic နဲ့ပြောတာတွေတချင်းဆိုတာတွေကို USB ထဲမှာပြန်သိမ်းထားဖို့အတွက် recording function တစ်ခါတည်းပါပါတယ်Mic priority ဆိုတဲ့ခလုတ်ကိုနှိပ်ထားရင်တချင်းဖွင့်နေရင် mic နဲ့စကားပြောလိုက်တာနဲ့တချင်းတန်ကအလိုလျောက်တိုးသွားမှာပါနောက်ဘက်မှာဆိုရင်တော့ audio input ပါလို့ TV ဒါမှမဟုတ် DVD player တွေနဲ့ချိတ်ဆက်သုံးပြနိုင်ပါတယ်DC 2ကို external input ကနေ speaker တွေက battery အားကုန်သွားတဲ့အခါမှာကား battery အိုးနဲ့အပြင်ကနေကျိုးသက်ပြီးဆက်သုံးလို့ရမယ်အောက်က port ကတော့ charging port လေးပါ trolley wheel နဲ့ handle power နာမလို့လွယ်လွယ်ကူနေရာရွှေ့သွားနိုင်တယ် power output က100W ကနေ120W ရှိလို့ bass နဲ့ treble control လေးတွေကို 50% ကျော်လောက်ချိန်ကြည့်ပြီးထားမယ်ဆိုရင်တော့အတန်ထွက်ကပိုပြီးပြည့်စုံသွားပါလိမ့်မယ်အတန်ကိုအဆုံးထိချိန်လိုက်မယ်ဆိုရင်တော့အတန်မအပ်သွားပဲကြည်ကြည်လင်းနဲ့အပပထွက်နေမှာပါဒါကလူ90ခန်းရှိတဲ့ခန်းမအတွင်းမှာဟောပြောပွဲဒါမှမဟုတ်တင်ကြားရေးလုပ်ရန်အတွက်တင့်တော်ပါတယ်နောက်ထပ်တစ်လုံးကတော့ Alpha AAS18DW ပဲဖြစ်ပါတယ် Trolley speaker model တွေထဲမှာအကောင်အကြီးဆုံးနဲ့အတန်ထွက်ဆုံး high power model ဖြစ်ပါတယ်Woofer side 18inch ကိုသုံးထားတဲ့အတွက် bass တန်တွေကိုဝေးဝေးထိရောက်အောင်တွန်းထုတ်နိုင်ပါတယ် Tweeter side 1inch to 1.5inch ပါဝင်တာမို့လို့ vocal နဲ့ hi-hat အတန်တွေကိုကြည်လင်ပြတ်သားနေစေမှာပါကာရာအိုကေဆိုဖို့အတွက်လည်း mic ကဘေးနှလုံးပါပါတယ်ကျိုးထုတ်ပြီးတော့လည်းနောက်ထပ် mic နဲ့သုံးလို့ရပါသေးတယ်ဘေးဘက်ထရီတွဲဖို့7 ampere 9 ampere ဘက်ထရီနဲ့လာတာဖြစ်ပြီးအတန်အနှိမ့်မြင့်ပေါ်မူတည်ပြီးတော့အသုံးပြုချိန်က8နိုင်နဲ့10နိုင်လောက်ထိအသုံးပြုလို့ရပါတယ်အားပြည့်ပြန်သွင်းမယ်ဆိုတော့12နိုင်ဝန်းကျင်လောက်တော့ပြန်သွင်းရပါမယ်ဗျာ bass treble အပြင် echo delay repeat စတဲ့ microphone setting တွေကိုအသေးစိတ်ချိန်လို့ရပါအောင်မယ်AUX port နဲ့ DC port တွေကရှေ့က model လို့မဟုတ်ပဲ speaker ရှေ့မှာပဲပါပါတယ်။ guitar တီးတတ်တဲ့သူတွေအတွက်လည်းတီးသန့် volume control နဲ့ guitar input port ပါဝင်ပါတယ်။ handle နဲ့ trolley wheel ပါလို့နေရာရှိရလွယ်ကူစေပါတယ်။ power output က 150W ကနေ 200W ဝန်းကျင်ရှိတာကြောင့်အတန်ကိုပုံမဝေးလံတဲ့နေရာအထိရောက်နိုင်စွမ်းပိုကောင်းပါတယ်။ ALS15D ကလူ90ရှိတဲ့ပွဲအတွက်လုံလောက်တယ်ဆိုရင် ALS80DW ကလူ100ဒါမှမဟုတ်150W ဝန်းကျင်ရှိတဲ့ပွဲတွေကိုကောင်းကောင်းဆွမ်းမိုးနိုင်ပါတယ်။ AS18DW က AS15D ထက်အတန်ထွက်တိတိကျကျပိုကောင်းပါတယ်။ဒီ speaker တစ်ခုနှိုင်းယှဉ်ရမယ်ဆိုရင်တော့အရွယ်စားကွာမယ်၊သုံးလို့ရတဲ့ function ကွာမယ်၊အလေးချိန်ကွာပါမယ်။ speaker size နဲ့ bass တန်ကွာတာမို့လို့အတန်ထွက်နှုန်းနဲ့ကြည်လင်ပြတ်သားမှုတွေကွာပါမယ်။အိမ်မှာပဲမိသားစုတွေနဲ့ဆိုမယ်ခီးသွားရင်တည်သွားမယ်ဆိုရင်တော့ AS15D ကရွေးချယ်ဖို့အကောင်းဆုံးပါ။အဲ့လိုမဟုတ်ဘဲအပြင်ပွဲတွေမှာသုံးမယ်။လူအများကြားမှာအတန်ဟိနေခြင်းနဲ့ဆိုရင်တော့ AS18DW ကအကောင်းဆုံးပါ။ကျွန်တော်ကတော့မောင်ကောင်းပါ။နောက်ထပ် product video နဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။